okay ကျွန်တော်တို့ဘယ်ဟာနဲ့သိမလဲဆိုတာကျွန်တော်တို့ရွေးမယ်ဗျာနော်ပထမဆုံးတော့ mystery disaster တဲ့ဘာဖြစ်မလဲမသိဘူးပေါ့နော်ပြီးရင် spike war တဲ့အိုးကျွန်တော်နေရန်အစူးကြုံနေရန်ဗျာနော် okay ကိုလူတို့ဘယ်ဟာရွေးကြမလဲကျွန်တော် spike war ပဲရွေးမယ်ဗျာနော်ဟိုဘက mystery box ဆိုတော့ကျွန်တော်ဘာကြမလဲမသိဘူးဗျာနော်ကိုလူတို့ဒီဘက်လာကြလေကွာဒီဘက်မှာမရွေးဘူးက oh my god mystery ကြတယ်ဗျ tsunami တဲ့အိုးရော tsunami တွေကြမှာဗျ oh my god ရော mystery box ကိုဖွင့်နေတာကျွန်တော် tsunami တွေထွက်လာတယ်ဗျာနော် okay ဒါဆိုရင်ကျွန်တော် tsunami ကတော့ကျွမ်းပါတယ်ဗျာနော်ကျွန်တော်ထိတ်ဆုံးမှာတက်နေနိုင်မယ်come on okay နောက်နေပေါင်းက tsunami ဘာမှလဲမလာသေးဘူးလားဒီမှာရောက်နေtsunami ရောက် lava tsunami ကွာနေဟဲ့ငါတို့တိုက်ကျွန်တော်ပြုတ်ကြပြီရောက်ဝေးတင်ကိုလူ oh my god ရောက် web play ဖင်ရတာဟေးကျွန်တော် lava ကြီးကြံခဲ့တယ်ကြာtsunami နောက်တစ်ခုဟဲ့အောင်နေ tsunami ကဘယ်နှခုလဲကြာ oh my god tsunami ကဘယ်နှခါတော့လဲကျွန်တော် tsunami တစ်ခါလဲထင်တာဗျဒီမှာနောက်တစ်ခုပြေးကိုလူဆိုရေးပြေးနိုင်မှာလွတ်မယ်ဗျာနော်oh my god အများကြီးပဲကွာနော်ကျွန်တော်အမြင့်ဆုံးတိုက်ဒီတိုက်ကအမြင့်ဆုံးလားမသိဘူးကျွန်တော်အမြင့်ဆုံးတိုက်ပေါ်တက်မှရမယ်ဗျာနော် okay come on တော်သေးလို့ပေါ့ကွာမကြမ်းကြမ်းအောင်မကြည့်လိုက်ရဘူးဟေ့အောင်ဝေး let's go နိုင်သွားတယ်ဗျာနော်ဘာပဲပြော okay ဒီမှာကျွန်တော်တို့ gear တွေဝယ်လို့ရတယ်ဗျာနော် origin ကျွန်တော်တို့တွေးပြန်ဖြည့်တဲ့ဟာဗျာနော် let's go တွေးပြန်ဖြည့်တဲ့ဟာရယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော် power တင်လို့ရတယ်နော် health နဲ့တင်လို့ရတယ်ကျွန်တော်ခုံတာနဲ့တင်လို့ရတယ်ဗျဒါပါ oh my god နှစ်ခုတော့မှကျွန်တော်တခြားတော့မကြည့်လိုက်ရဘူးဗျာနော် okay ကျွန်တော် alien evasion နဲ့ alien ဂျိုသားတွေလာမှာ okay ဟိုဘက်ကတော့ patch တဲ့အချင်းချင်းကျုံးအောင်ပါဗျာနော် okay ကျွန်တော်ဘာရပါလဲမသိဘူးဗျာနော်ကျွန်တော် alien ရွေးလိုက်တယ်patch ကြီးရတယ်ဗျာအချင်းချင်းကျုံးရတာဗျာနော် patch ကကြတော့ okay ကွာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အထဲမှာနေလို့ကောင်းပါမလားစမပြေတော့ဘူးနော်ဟိုကောင်ကအိမ်ဆောက်တာကြာမိုက်လေတော့ကွာနေအောင်ဗျာကျွန်တော်တနတ်ဒီပေးထားပြီကိုလူကိုရောကောင်မလေးဘာလို့ညာတော့ယောဆောက်တော့လွဲကွာဝဲပေးလက်ကစောက်ဝမ်းဖြောင်းနေဗျာကိုလူကိုယောထိဝါကြောမင်းလားယောတချက်မှမထိဘူးရအောင်ရေးရှိုးလိုက်လို့ငါတေးတော့မှာပဲကွာယောကမရဟိုကောင်ဓာတ်နဲ့ခုန်နေစောက်ကြည့်မခုန်ချင် oh my god ကျွန်တော်တွေးဖြည့်တာ okay တော်သေးတယ်ဗျာကျွန်တော်တွေးဖြည့်တာရှိလို့နေဟေးဒီပေးကျွန်တော်ဘယ်လိုမြန်တာတော့ကျွန်တော်လိုက်တာမြန်ဆန်တာပဲကွာနော်ဟဲ့ခုံလာတယ်တင်ပြီကွာနော်ဟိုဘဲလေးကကျွန်တော်လမ်းလျှောက်တာကျွန်တော်ထပ်ပုံမြန်နေဗျာနော်ဘယ်လိုဖြစ်တာဟိုကတဟဲကွာကဲ trampoline မခုံတော့မယ်ဟိုဘက်ချမ်းမှာကျွန်တော်တို့ဆော့တဲ့နေရာတစ်ခုရှိတယ်ဗျအဲ့ဒီနေရာဘယ်လိုသွားတာလဲမသိဘူးဒီမှာပြကျွန်တော် mini game နဲ့ကျွန်တော်ဒီနေရာသွားတာနေမယ်ဗျာနော်ဟုတ်တယ်ကိုလူဒီပေါက်ထဲဝင်ရတာဗျာနော် okay ကြောင့် nuclear ကြီးလားမသိဘူး spike ball တဲ့ okay အစူးကျွံဘောလုံးနဲ့ nuclear တဲ့ nuclear ရွေးမယ်ကိုလူတို့ရေး nuclear ဘာဖြစ်မှလည်းမသိဘူးဗျာနော်come on nuclear ကိုရွေးကြပါဗျို nuclear နဲ့ကျွန်တော်တို့ okay get in the bunker တဲ့ okay အကာအကွယ်နဲ့နေရာကိုအမြန်ဝင်ပေါ့နော်ဘာမှလဲကွာကာကွယ်တဲ့နေရာဒီနေရာလားမသိဘူးကြောက်အပေါ်တက်လိုက်မယ်ပေါ့နော်ခုမှပေါ်လာတာကွာ let's go ဝင်လိုက်ပြီဟုတ်ပြီခင်ဗျာကိုလူဒီမှာခဏတွေလည်းရှိရဗျာနော်ရောက်3ယောက်ပဲစန့်တာဗျာကိုလူတော်သေးတယ်ဗျာကျွန်တော်ဘူးမသိပါမသိနဲ့အမြန်သွားလိုက်တာဗျာနော်ရောက်တော်သေးတယ်ဗျာ3ယောက်ပဲစန့်တာဟေ့အောင်ဝေး3နေရာရှိတယ်ပေါ့နော်ခဏတွေဖွင့်လို့မရတော့တွေ့လားဟုတ်တယ်ကိုလူပိတ်သွားပြီဗျာနော်okay ဘန်ကာ3ခုမှာကျွန်တော်လူ3ယောက်ပဲစန့်တာဗျာနော် okay ကျွန်တော်အဲ့ဒါဆိုစုစုပေါင်း9ယောက်ပဲကျန်တော့တယ်ဗျာနော် oh my god ကျန်တဲ့လူအကုန်သေသွားတာနေမယ်ဗျာနော်ပြစမ်းဟုတ်တယ်လူတွေအများကြီးပဲသေသွားတယ်ဗျာနော် oh my god ကိုလူတို့တော်သေးတယ်ဗျာကဲကျွန်တော်ခုံနာထက်တင်ရပြီဗျာနော်ခုံနာကျွန်တော်နည်းနည်းတော့မြင်လာပြီ obstacle laser တဲ့ okay laser တိုင်း fairies တဲ့မြေခွေးတွေနဲ့ကျွန်တော်တို့မီးတောင်နေဗျာနော် okay ကျွန်တော်တို့ laser လိုချင်တယ်ဗျာမြေခွေးတွေနဲ့မီးတောင်တော့မလိုချင်ဘူးဗျာနော်ကိုလူတို့မြေခွေးတွေမရွေးနဲ့ပြောတာဘာကြလဲlaser okay ကျွန်တော်ရွေးတာမှန်တယ်ဗျာနော် come on laser ရောင်ကြီးဆိုတော့ကျွန်တော်အပေါ်တက်နေမယ်ဗျာနော် okay ဟုတ်ပြီတိုင်းလို့ okay ကျွန်တော်ဒီပေါက်ဝမ်းထဲမှာရှိုးလာမှာ laser တွေကဘယ်ကလာလဲလို့နော်ကြာစမ်းရောက်နေမင်းတို့ပြော laser ဆို laser လည်းမထူဗျာနော်ရောက် lava တွေပါကွာ laser လည်းမဟုတ်ဘဲနဲ့ကျွန်တော်ဂျင်းတယ်တွေဗျာနော်ဂိမ်းကအဟိုဘေးအပေါ်ဘလို့ခုံသွားလည်းမထူဗျာနော်ဒီဘက်တွေတော်တော်မြင့်ခုံလို့ရနေပြီဗျာနော်ကျွန်တော်တကောင်ပဲကျန်တော့လေ okay let's go ကျွန်တော်လည်းခုံတာကို level တင်ရမယ် okay tsunami လား red light green light လားred light green light တော့ကျွန်တော်မစော့တာကြာပြီဗျာနော် okay ကျွန်တော် red light green light လေးကိုရွေးကြမယ်ဗျာ let's go come on ကိုလူတို့ဒေကိုရွေးကြပါကွာ tsunami ကကျွန်တော် power တစ်ခုရတယ်ဗျကျွန်တော်ရှိရတယ်ဗျာနော်မိုက်သွားပြီအောင်ဒါဆိုကျွန်တော်မသေးတော့ဘူးနဲ့တူပဲဗျာနော် okay ရှိခဏပိတ်ထားလိုက်မယ် green light let's go green light ကိုပြေး come on red light oh my god ဘယ်ကောင်းနေလဲရှေ့ကောင်ပြေးနေကိုလူရှေ့ကောင်ရှိတယ်ဗျဒါဆိုလို့ရှိရင်ကျွန်တော်လည်းရှိတုံးကြီးပြေးလို့ရတာပဲနော် come on လာခဲ့လားကွာရှိဖွင့်လိုက်မယ် let's go ကျွန်တော်မသေးတော့ဘူးဗျာကိုလူတို့နော်ဟုတ်ပြီခင်ဗျာမိုက်သွားပြီဗျာနော်ရှိရကျွန်တော် OP ကြီးဗျာနော်
နောက်ရှိရ AC ပဲကွာဘာမှမလုပ်ကြမလို့တော့နော် let's go နိုင်သွားပြီခင်ဗျာနော်လွယ်လွယ်လေးဖြစ်သွားတယ်ဗျ okay တာကြီးကိုရောင်ဒီမိုက်တယ်ဗျာနော်ကျွန်တော်အမြန်ပြေးတဲ့ဟိုဟာလိုချင်တယ်ဗျာနော် coin လိုချင်တယ်ဗျအမြန်ပြေးတဲ့ coin နဲ့ဆိုဒီတွေးဖြည့်တဲ့ဟာရမမိုက်ဘူးဗျာနော်အမြန်ပြေးတဲ့ coin ဆိုပုံမိုက် okay ဒီမှာဒီဘက်ချမ်းအောင်ရောက်လာပြီဗျာနော်ဒီ game လေးကျွန်တော်အပီးကြီးတောင်မပြေးရသေးဘူးအောင်ဝေး okay ပါတယ်ဗျာသားကေလာတဲ့ okay လူတက်သမားလား hot potato တဲ့ဟိုအာလူးပေါ့နော် okay ဘာကြမလဲတော့မသိဘူးနော်ကျွန်တော်သွားရွေးကြမယ်ကျွန်တော်ကေလာဆော့ကျင်တယ်ဗျာနော်ကေလာဆိုလို့ရှိရင်လူသက်သမားနဲ့ကျွန်တော်ပြေးရမှာဗျာ hot potato ကြီးကြတယ်ဟိအောင်ဝေး hot potato နိုင်သွားတယ်ဗျာနော် okay အာလူးပူကိုကျွန်တော်မကင်မိအောင်ကျွန်တော်စူးစမ်းမှာပေါ့နော်ကျွန်တော်တောင်းပါနေမယ်ဗျာကျွန်တော်အရင်တော့မကြတော့ဘူးအိုးမကောင်မလေးရှိမှာအိုးကျွန်တော်လာနေတယ်တော်သေးတယ်ဟိအောင်ဝေးဟိအောင်မြန်ဆန်နေတဲ့ကောင်တွေရှိတယ်ဗျာနော်အဲ့ဘက်တွေပါဝါတွေဘလို့တင်တာလည်းမသိဘူးဗျာဟိုတေသွားပြီအောင်ဟိုကောင်တော့ဟို what the hell ရောဒီကောင်တွေကမြန်ဆန်နေရပဲလို့Oh my god နေဦးနေကျွန်တော်ဘယ်ကောင်ကြည့်လို့ကြည့်ရမှန်းတော့မသိတော့ဘူးဗျာနော်ကျွန်တော်တောက်မှမနေတော့မှာဗျာဟိုကျွန်တော်မမြင်တော့ပါဘူးဗျာနော်ဟဲ့ကောင်နေ okay မရှေ့ကောင်နေစောင်းဝမ်းမြန်နေဗျာနော်ဖြီးရာတွေကစောင်းဝမ်းမြန်နေဗျာ okay ဗျာနေဦးကျွန်တော်ဒီ game လေးစောက်ကြလို့ပါကွာမနိုင်လို့ရှိရင်ကျွန်တော်ပါရမှလည်းမသိဗျာနော် come on okay ဟုတ်ပြီ yo okay let's go okay come on ဟုတ်ပြီခင်ဗျာရပါဘာရလဲပြန်လားအော်ကျွန်တော်ပတ်စံနဲ့စိန်နဲ့ရတယ်ဗျာနော် okay ဒါဆိုကျွန်တော် level တင်လို့ရပြီဗျာနော် okay ကျွန်တော်တို့ခုံတာတော့မြင့်ဝိုင်းနေပြီဗျာနော် okay spike ball ယူမှာလား lightning stroke နဲ့အိုးဟဲ့အောင်ကျွန်တော်ဒီထဲမှာပိတ်မိပြီးကြံခဲ့ပြီကိုလူတို့ရေးလောက်ပါအောင်ဟဲ့အောင်နေဘယ်သူမှမရှိတော့ဘူးလားမသိဘူးဗျာနော်ကျွန်တော်ပိတ်မိနေပြီဒီမှာ chest ထဲမှာအော်တော်သေးတယ်ဗျာ okay lightning stroke ရွေးကြဗျာနော်မိုးကြိုးမုန်တိုင်းပေါ့မိုးကြိုးမုန်တိုင်းကိုကြည့်ကြတိုက်လို့ဟိုဘက်ကအစူးကျွံဘောလုံးနဲ့ထားလိုက်တော့ okay come on ဘာကြလဲမသိဘူးဗျ lightning storm okay ကျွန်တော်နိုင်သွားတယ်ဗျာနော်ဟုတ်ပြီမိုးကြိုးမုန်တိုင်းဆိုတော့ကျွန်တော်တို့မုန်တိုင်းတိုက်မှာနေပြီနော်အဲ့တော့ကျွန်တော်တို့ထိတ်ဆုံးတက်ကြည့်လိုက်မယ်ထိတ်ဆုံးမှာကျွန်တော်နေလို့အဆင်ပြေလားလို့ okay let's go ကိုလူတို့အရင်အဆင်မပြေဘူးဗျာနော်မိုးကြိုးတွေဖြစ်နေတယ်ဗျာကျွန်တော်အထဲထဲပြန်ဝင်နေမှရမယ် okay ဒီနားလေးမှာအိုးရမိုးအမိုးတွေပါလန်နေဟဲ့အောင်ဝေးညမိုးကြိုးကစောင်းဝန်းချမ်းနေဟာကိုလူတို့နေတောင်းပါနေokay ဒီဘက်တောင်းပါဆိုကျွန်တော်ရတော့မှာဗျာနော်ညမိုးကြိုးတွေကကျန်းနေဟေးအိုးရတော်သေးတယ်ရောင်တော်သေးတယ်ဗျာနော်ကျွန်တော်မှန်မှန်တာ oh my god ကျွန်တော်တောင်းပါတော့မလွတ်လောက်ဘူးနေလူတွေဗျာနော် okay အိုးထိရေလို့ရကျွန်တော်ဟာကြီးတစ်ခုလုံးပျောက်သွားပြီကိုလူအိမ်တစ်ခုလုံးမရှိတော့ဘူးဗျာနေကျွန်တော်အမိုးမရှိတော့ဘူးဒီနားမှာအမိုးအော်ဒီနားလေးရောက်ထိတာပဲကွာကျွန်တော်ကိုပဲပြစ်နေရလားမသိဘူးဗျာဟောဒီနားလေးထိတယ်ရောင်ဝေးနေဦး come on okay တော်တိလို့ပေါ့ကွာကျွန်တော်တစ်ချက်တည်းနဲ့မသိလို့ဗျာနော်တစ်ချက်တည်းသိလို့ရှိရင်ကျွန်တော်နားကားနေပြီဗျာ okay ဒီဘက်ချမ်းကဘာလုပ်နေရလဲအော်ဒီဘက်ချမ်းကတော့ကျွန်တော် top player တွေဗျာနော် okay ဒါဆို rising lava တဲ့ okay နော် lava လာမယ်ဒါမှမဟုတ်တဲ့ alien invasion နဲ့ alien တွေလာမယ်တဲ့ okay ကျွန်တော် alien လိုချင်နေဗျာနော်ခုန alien မလာသေးဘူး okay တိုက်လို့ alien ရွေးကြကွာအဲ့လိုဂျိုသားတွေကိုကျွန်တော်ရှာဖွေကြမယ် okay နေကျွန်တော်ဒီထဲမှာဝင်ပုံးနေမယ်နော်အထဲမှာနေကောင်းမလားဒီပေါ်တက်လို့ရတယ်တူ okay ဟော alien တွေလာနေပြီနဲ့တူတယ်ဟေးဟုတ်တယ်လို့ကိုလိုရှိုးလာအောင် UFO တွေဗျာနော်ပြောင်းနေဟောဒီနာဘာနေရကြီးလဲဟောဒီနေ့ကလှုပ်ဝက်နေရကြီးကိုလိုအိုးရကျွန်တော်ဒီကောင်တွေတွေ့အောင်မဟုတ်တော့ဘူးဗျာနော် oh my god ကျွန်တော်ကြောက်တုံးကြားထဲမှာပုံလို့ရတာမသိဘူးဗျာနော်ဟောနေဦးဒီမှာလည်းသွေးပြပြီးလာတဲ့ကောင်မလေးကယောက်ကျေးစုအများကြီးပြင်ပါတယ်ကွာအိုးတနေရာထဲမှာနေလို့တော့မလွယ်ဘူးဗျာနော်ဒီဘက်ကြီးရောင်ကြီးတွေနဲ့ပြစ်တာဗျာဟုတ်တယ် UFO တွေကိုတွားတယ်လမ်းမသိဘူးဗျာဒီမှာရှိုးလိုက်လေကိုင်းချတာပြီးတယ်ဗျာနော်ရဟုတ်တယ်နဲ့တူလေကောင်းမဟုတ်ဘူးဗျာဟောဒီကနေရင်ပြိုသွားတာဗျာနော်နေရင်ပြိုသွားတဲ့နေရာကြီးဟိုဒါမှလွယ်ပါတယ်ဗျာကျွန်တော်ရှောက်ပြေးနေလို့ရှိရင်ကျွန်တော် AC လေးပဲဗျာနော် okay နိုင်သွားတယ်ဗျာနော်ဟိုဒီ game ကလွယ်ပါတယ်ဗျာအခုလူတို့နော်ကဲဗျာဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ video ကျွန်တော်ဒီလောက်နေပဲကြာလာကြတာပေါ့နော်ကျွန်တော်အားလုံးပဲနောက်ထပ် video မှာပြန်တွေ့ကြတာပေါ့ဗျာကဲအားလုံးပဲ bye bye